strawberry cream strawberry ချက်မယ် Let's go သွားကြမယ် သွားကြမယ် ဒီပဲ strawberry ခင်းကဘယ်တော့စားကောင်းမလဲ ငါတော့ပေးနေလာသွားကြမယ်နည်းနည်း ဒီပဲ strawberry ထဲမယ်ကဲထဲမယ်ဒီလေ ကြည့်ရသေးမယ်ကဲ strawberry နဲ့နော် strawberry ခင်းချက်မှာဆိုတော့အာ strawberry အနံ့တော့ လှလိုက်တာမကျုံ ကဲဒီတော့ strawberry ကလက်ဆန်နေရပဲနော်ခင်းချက်ဆိုင်တော်တော်ကောင်းပါဟာညမတော့မြည်တောင်မြည်နေပြီကဲပြီးပြီလီးမဲ့ဖြတ်မဲ့ တက်စားမယ် strawberry လာပါပြီ ကဲပြီးမဲ့ strawberry cherry ရောက်ရင်ရုံလိုပဲသမီးသူငယ်တန်းတချင်းလေ အေးဟုတ်တယ်အနံလေးတင်းနေတာပဲလီတိုက်လီပူအနံ့ထွက်လေပဲ ကဲမေရအမေကိုလည်းချွေပေးရင်သမီးလည်းချွေပြီးတော့စားရင်အစိမ်ဝင်ပြေးနေတာနော်စားကောင်းလားမကောင်းလားမသိဘူးအခု strawberry ချွေပြီးကိုယ့်ဘက်ကိုစားရရင်တော်တော်ကောင်းပြီ strawberry ကိုယူထိုးမှာပါဟင်းချက်မယ်ဆိုတာစတာပါ စားတယ်ကလေး စားနောက်တော်တန်းတာနော်နေတို့သမီး strawberry မဆလာစားခြင်းပြီးပါပြီနောက်ဆုံးလုံးလေးပဲမီးတော့ပြီဟုတ်တယ်မယ် ကဲရပြီစမယ် သမီး strawberry လေးပြီးသားတွေထည့်ကဲ strawberry strawberry ယူထိုးမှာ တရားထည့်မယ်ထည့်လိုက်တော့ ကဲထည့်ပြီ ရပြီ မမေမူလား sugar မမ sugar strawberry ကသမီးကြိုက်တယ်ပေါ့ သမီးမကြိုက်တာရှိလေသမီး စားလေးနဲ့ထည့်လိုက်မယ် စားလေးထဲမှာ तू ကရေလေးလည်းပို့ထွက်သွားတယ် ရေလေးနဲ့သူ အရသာလည်းပိုကောင်းသွားနော်မင်းနော်ကဲပြစ်တော့ပြစ်လာထဲကတော့ထုံးစံတိုင်းခြံထဲအရာအမှုခွန်သူ့ကိုဇက်တိုက်လေးပေါ့နော်ဦးမကအောင်ငွေပေးရတယ် အမျိုးလေးတွေခတ်ထုတ်လိုက်တာပါ အမောကိုထောက်ပတ်နဲ့ကြော်မယ်ဥတင်လိုက်မယ်နော် ကဲပမိုးကြော်ပါမယ် အေးထော်ရဲစီလေးထည့်လိုက်မယ် စိတ်မထိန်နိုင်ဘူးကျမကလာတင်တော့ရမယ်ဟိုမှာရိုးကရတော့မယ်အမေထောဘက်စီလေးနဲ့ပေါင်မိုးကိုကြော်မှမှုေးပြီးပူစားကောင်းတယ်ဒီလောက်ပူရင်ရပြီလေကြောက်နောက်တစ်ချက်တင်းပေါင်မုံမီးကင်နဲ့ strawberry ယူနဲ့ဩ သူ့ရေလေးလည်းခန်းလာပြီတဖြည်းဖြည်းနဲ့ရကနီးပါပြီမွေးတယ်ကဲဒီဘက်တင်းမယ်ကဲအစ်စ် โอเคရပြီကအနံလေးမွေးတိုင်းရအောင် ပေါင်မုတ်တောင်ကြီးဖြစ်နေပြီဘယ်တော့ပြိုကြမလဲမသိပြိုကြရင်တော့တိုင်းပတ်သက်လည်းပြိုကြပါလိမ့် ကဲအနံမွေးကြိုင်နဲ့ strawberry ယူလေးရပြီကဲဦးချမယ် ကဲယူတော့တဲ့အချိန်ရောက်ပြီမေ မ မေ မိုးရုပ်တော့မယ်ရုပ်တော့မယ်
ကဲစတော်ဘယ်ရီကိုဣကြကဲနိုးစီလေးစမ်းလိုက်ပါမယ်ကဲရပြီတစ်ချက်အတန်ဟိုးနားထဲမှာမကြားကျင်လို့မြန်ပလိုက်ဟာနိုးစီစမ်းလည်းမြန်လိုက်လားဟာဒီကဖယုံယူကဲရပြီဒီအကဲပူအောင်ထည့်နေပါလေဒီမှာမမလည်းကြောက်စိမ့်နေတယ်ဟုတ်လားရဲကြည်တာနဲ့စားကျင်စရာအရန်အရသာရှိမယ်ပေါက်မုတ်ရုပ်တုံးလေးမရဒီနေ့ကတော့ morning break ကနေနေ့ခင်း break ဖြစ်သွားပြီ break တော့ အဲ့တော့ဖျားရှိခိုးလိုက်မယ်တို့စားကြမယ်အားလုံး ready ဖြစ်နေပြီအမီးတော့သားတော့တရှင်တော်ဝင်းကျင်တော့နာမတော်မြတ်နဲ့အာမင်အားလုံးလည်းစားကြပါဦးစားကြပါအောင်ရှင်ကဲစတော်ဘယ်ရီကတော့ကို့အကြိုက်ပဲတဝက်တော့ကျိုးနေစားလို့ကောင်းနော်စတော်ဘယ်ရီတော့တင်းကြနေဟုတ်နဲ့ပါမုတ်လေးကဣသွားတယ်စားကြပါဦးကောင်းခုအားလုံးကတော့စုံစုံလင်းလင်းပါပဲအရသာတော့တော်တော်ပြေဝနေပါပဲရစားကောင်းမနက်ခင်းလေးမှာစားလိုက်ရင်ဘယ်လောက်ကောင်းမလဲဒါပေမဲ့နေ့လည်ခင်းဖြစ်နေအားလုံးလည်းတောက်ကြအောင်နော်တောက်ကြပါဦးနွားနုနဲ့ပါမုတ်ယူတော့ယူကလည်းကိုယ့်အိမ်မှာထိုးစားတဲ့ယူဆိုတော့စတော်ဘယ်ရီရဲ့တခြားရဲ့ပဲပါတယ်ပေါ့နော်ဓာတုပစ္စည်းလုံးဝမပါတော့မနက်စာဆိုရင်တော့ပေါ့နော်အရန်အသင့်တော်တဲ့မနက်စာလေးပါနွားနုကလည်းအိမ်ပြစ်ပဲအခုညအခုတောက်ပဲအခုညအခုတောက်ဟုတ်ပါလက်ဆက်အချိုကြိုက်တဲ့လူဆိုတော့နိုးစီလေးကတော့ဖြည့်လိုက်အောင်ဖယုံယူလေးကလည်းစိတ်စိတ်လေးနဲ့ရန်စားခွင့်နေမှာဖယုံယူလေးလည်းပါတယ်ကဲဆွဲမယ်ဆိုကြလေးနဲ့ရန်စားခွင့်နိုးစီလေးပါထပ်ဖြည့်ထားပါမလို့ဟဲ့ဒီမှာစတော်ဘယ်ရီအနှစ်တွေခဲနေရပဲကဲအားလုံးကိုလည်းဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ကြည့်ရှုသူအားလုံးကိုလည်းထူးပင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် We are in the village